ယောက်ျားနဲ့ပတ်သက်ပြီးတော့ရွေးချယ်တဲ့အခါမှာကိုယ်တကယ်ချစ်တယ်ဆိုတဲ့အကြောင်းကိုချစ်ကြောင်းပြသဖို့မရှက်တဲ့ယောက်ျားမျိုးကိုရွေးဖို့လိုအပ်တယ်ဗျကိုယ်မင်းသမီးတစ်ပါးလိုမျိုးဆက်ဆံမဲ့ယောက်ျားတစ်ယောက်စိတ်ကောက်တဲ့အခါမှာနဖူးကိုနမ်းမဲ့ယောက်ျားမျိုးအနေဝေးပြီးတော့နေခင်းရမယ်ဆိုလို့ရှိရင်တောင်မှကိုယ့်ပေါ်မှာလုံးဝမဖောက်ပြန်မဲ့ယောက်ျားမျိုးတခုခုဖြစ်လာခဲ့မယ်ဆိုလို့ရှိရင်စိတ်ကောရုပ်ကောပါဂယုစိုက်ပေးတဲ့ယောက်ျားမျိုးမင်းလှုပ်ချင်စိတ်မရှိတာတောင်မှမင်းကိုရေအောင်ပြုံးအောင်လုပ်မဲ့ယောက်ျားမျိုးပြီးတော့မင်းနေမကောင်းဖြစ်တဲ့အခါတွေမှာမင်းအတွက်ဆူတောင်းပေးတာမျိုးမင်းကိုဂယုစိုက်ပေးတာမျိုးနောက်ဆုံးကုန်ပြောရမယ်ဆိုလို့ရှိရင်မင်းကိုဆုံးရှုံးအောင်ကြောက်တဲ့ယောက်ျားမျိုးကိုသာလေမင်းရယူရမှာဖြစ်ပါတယ်ဒီတော့ကြောင့်မလို့အခြေရေးနဲ့ပတ်သက်လာပြီဆိုရင်အင်တော်ရေးနဲ့ပတ်သက်လာပြီဆိုရင်အဲ့လိုယောက်ျားမျိုးကိုရမှာဒါလေအချစ်ခရီးလမ်းတစ်ခုဘဝခရီးလမ်းတစ်ခုဟာရှောက်တနာဖြစ်ပါတယ်ဗျာ